ဒီအလုပ်ကလူတိုင်းလုပ်နိုင်တဲ့အလုပ်မဟုတ်ဘူးတင်းချိုင်းမှာညာအိတ်ဖို့ဆိုတာတတိရှိရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေရာကိုကြောက်တယ်လို့တခါမှမခံစားဘူးကျွန်တော်ဒီမှာနှစ်ပေါင်းများစွာနေထိုင်လာတာမို့လို့ထုံးစံတဲ့အရာတွေအများကြီးမြင်ဘူးပါတယ်ညဘက်တွေမှာအုတ်ဂူတွေကြားထဲမှာလူရိတ်တွေရှောက်သွားတာကိုလည်းမြင်ဘူးတယ်ဘသူမှမရှိတဲ့နေရာကနေစကားပြောတန်တွေကြားဘူးတယ်တခါတလေတင်းချိုင်းရဲ့တနေရာမှာမီးအောင်တစ်ခုလင်းလက်နေတာကိုလည်းတွေ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှမကြောက်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်သိလို့ပါသူတို့ကကျွန်တော်ကိုဒုက္ခမပေးဘူးသူတို့ကအေးချမ်းမှုကိုပဲလိုချင်တာဒါပေမဲ့အဲ့ဒီညကတော့တင်းချိုင်းရဲ့အနောက်ဘက်တောက်မှာအုတ်ဂူကြီးတစ်ခုရှိတယ်အဲ့ဒီအုတ်ဂူကဒီတင်းချိုင်းမှာအကြီးဆုံးနဲ့အခမ်းအနားဆုံးအုတ်ဂူပါပဲစက်ကျင်ကြောက်တုံးတွေနဲ့စောက်ထားပြီးအပေါ်မှာနတ်ရုပ်တွေပပူးလက်ရာတွေနဲ့အလှဆင်ထားတယ်အုတ်ဂူပေါ်မှာဥဖို့ခတ်1920 1994ချက်လစွာသောဇနီးနဲ့သားသမီးများမှအဲ့လိုလဲရေးထားတယ်